တဘာဝဝါကွန်းချီနဲ့ခတ်ထားတဲ့နော်ဖူးအင်းထမိန်လေးတွေကာလာစုံအများကြီးပဲဝင်ပါတယ်နော်အစင်လေးကအရန်ပဲလာပါတယ်ဒါနော်ဖူးအင်းထမိန်ရဲ့အစင်လေးပါကာလာလေးတွေကအလုံးအထက်20ကျော်ပါမယ်နော်ရမယ့်ကာလာလေးတွေကဒါတဘာဝမှာဘေးတာရောင်လေးပါတဘာဝမှာကြက်သွေးလေးပါတဘာဝမှာမင်းကွတ်ပါဘဲစိမ်းပါအဲ့ဒါလေးကတော့ချိုးချင်းရောင်လေးပါနော်ခရမ်းရောင်လေးပါခဲနုလေးပါထော်ဘတ်ဆိုင်ရောင်လေးပါတယ်လီနောပြရောင်လေးပါအဲ့ဒါကပက်ဆီရောင်ချောကလက်ရောင်ဘက်သွားပါတယ်နော်ဒါလေးကမယန်းစေးရောင်လေးပါကြက်သွေးရောင်လေးပါအဲ့ဒါကြံရည်စိမ်းရောင်လေးပါအဲ့ဒါလေးကတော့အုတ်ကျိုးရောင်လေးပါနော်ဒါကြက်သွေးရောင်လေးပါပန်းရောင်လေးပါအဲ့ဒါရင်ညှိစိမ်းရောင်လေးပါနော်အဲ့ဒါနှုတ်စိမ်းရောင်လေးပါဒါလေးကအပြာရောင်လေးပါမိုးပြလေးပါချောကလက်ရောင်လေးပါနော်ကာလာတွေအားလုံးပေါင်း20ကျော်ပါပါတယ်နော်အရန်ပဲလာပါတယ်ဒီအင်းထမိန်လေးကတဘာဝဝါကွန်းချီနဲ့အောက်ခံထားပြီးတော့ကာလာစုံဖောက်ထားပေးတာဖြစ်ပါတယ်10တဲကနေစပြီးတော့လက်ကားစင်းနဲ့အားပေးလို့ရပါတယ်အနောဆိုင်ကတော့ဖတ်အံမှာဖွင့်ထားပါတယ်နော်အွန်လိုင်းကနေလည်းမြို့နယ်အစုံကိုပို့ပေးပါတယ်